ဒါကကျမမိပါလေလောက်တိလောက်ထားတာကိုလောက်တာဒီစီရအော်မမေစီရပဲဟယ်လိုမမေဟုတ်နေကောင်းပါတယ်မမေတို့ရောနေကောင်းရဲ့လားဘယ်လောက်လို့လဲမမေ350လားဩရတာပေါ့သူ့သဘောထားလားနေစရာမလိုပါဘူးမမေရဲ့သမီးသဘောပါပဲအားလုံးကဟုတ်ကဲ့သမီးခုပဲလွှဲပေးလိုက်မယ်နော်ဟုတ်ကဲ့မမေမမေမင်းမိပါတယ်ငွေလိုတယ်ဆိုရင်အမြဲစင်သေးပါနော်ဒါကကျမမိပါလေလောက်တိလောက်ထားတာကိုလောက်တာဘာဖြစ်လဲဟောဘာမှမဖြစ်ပါဘူးဒါပေမဲ့ဘာဖြစ်လဲဟောဒီလိုပါငါ့မိမဆေးအောင်တက်လို့ငွေလိုတော့ကမိမကိုညီတာတောင်းတာမရှိဘူးဆိုပြီးတခွန်းလေးပဲညင်ခဲ့တာလေအဲ့ဒါအခြေအနေမတူဘူးလေဘာဖြစ်လဲချင်းနေမတူဘူးချင်းနေမတူတာလားလူမတူတာလားမိမိဘတွေကိုလည်းငါမိဘတွေကိုငါသဘောထားခဲ့အေးငါမိဘတွေကိုလည်းမိမိဘတွေကိုသဘောထားစေချင်တာမသိလားမိမမင်းကြီးမင်းညီမလေးတွေအကုန်လုံးငါညီမလေးတွေပဲသဘောထားပြီးတော့ငါကူညီခဲ့ပေးတာကြီးပဲအကုန်လုံးငါမိဘတွေအိမ်လာလဲမယ်ငါမတော်တွေအိမ်လာလဲတဲ့ခါဒီဘက်ကကြည်ပြီးဝဲတာတခါမှမရှိဘူးအဲ့ဒါဘာဖြစ်လို့လဲကျမအိမ်ကကြီးနေလေချင်းအတိုင်းဝိုင်းနေလာတော့ကျမလှုပ်ရှုပ်တယ်ကျမချက်ပြုတ်ပေးရတယ်ကျမမလုပ်ပေးနိုင်ဘူးဒီမှာမမေအိမ်အောင်ရေးတစ်ခုမှာပြင်းပြတတ်တော့ရှိဖို့လိုသိလားတရားမမျှတဘူးဆိုရင်အိမ်အောင်ရေးရဲ့အကွဲကြောင်ဟာသူ့သူလိုဖြစ်ပေါ်လာတာကြီးအေးတရားကြောင့်ညီသူမျှတနေမှဆိုရင်အိမ်အောင်ရေးမှာပြိုကွဲသွားဖို့အကြောင်းအရာကဘာတစ်ခုမှဖြစ်လာနိုင်ကြကြောင်းမရှိဘူးအေးမမျှတလို့လားအိမ်အောင်ရေးဆိုတာပြိုကွဲသွားကြတဲ့လူတွေကြီးပဲအဲ့မင်းသိလားဟိုးမသိလည်းမသိချင်ဘူးမသိလည်းမသိနိုင်ဘူးသိဖို့လည်းမလိုဘူးမမေပြောရဆိုရအရန်ခတ်ပါလားနော်